ဒီချက်ကျမသားလေးရလေအသက်16နှစ်ဖြစ်တဲ့ဆယ်ကျော်သက်လေးပေါ့နော်အခုနောက်ပိုင်းမှာသူနဲ့ကျမနဲ့အနေဝေးလာတယ်လို့ခံစားရတယ်ပြီးတော့အရင်တော့ဆိုရင်သူ့အကြောင်းကိုကျမကိုအရင်ပြောပြရဲပေါ့နော်အခုနောက်ပိုင်းကျမကိုမပြောပြတော့ဘူးအဲ့တော့နှစ်ယောက်ကစိမ့်သွားတာပေါ့နော်အနေဝေးလာတယ်လို့ခံစားလာရတယ်ဒီချက်ရဲ့အဲ့ဒါကျမများဘလို့များဆက်လုပ်တင်ပါလဲရှင်ကျမအရင်လိုအခြေအနေမျိုးလေးပြန်လို့ချင်ပါတယ်ဒီချက်ဟုတ်ကဲ့ပါကြည်ရရွှေရှင်းပါရုံပဲဒီစက်ကြောသက်ကလေးတွေကိုဝေဖန်တာမျိုးလုံးဝမလုပ်ပါနဲ့သူတို့ကကိုယ့်ကိုရင်ဖွင့်စေချင်တယ်ဆိုရင်ကိုကသူတို့ပြောတာလေးတွေကိုစူးစမ်းလို့စိတ်သိလို့စိတ်လေးနဲ့လိုက်ပြီးတော့တေချာလေးနားထောင်ပေးတတ်ရပါမယ်တေချာသဘောပေါက်ပြီးနားလည်ပြီးဆိုရင်လိုအပ်မှသာအကြံဉာဏ်ပေးပါစက်ကြောသက်ကလေးတွေကသူတို့ကိုမဝေဖန်တဲ့သူမကဲ့ရဲတဲ့သူအပြစ်မတင်တဲ့သူလုံခြုံစိတ်ချရတဲ့တငယ်ချင်းလိုလူတွေစီမှာပဲသူတို့အကြောင်းလေးတွေကိုရင်ဖွင့်လေးရှိပါတယ်ဒီလိုအချိန်မှာမေမေဖေဖေတို့ကသူတို့အတွက်ကိုရင်ဖွင့်ပေါ်ကောင်တငယ်ချင်းကောင်းဖြစ်ပေးဖို့လိုအပ်ပါတယ်ကျမကတော့ရွှေအမင်းဦးပါအင်တာအိမ်မိသားစုရဲ့ key player ဖြစ်တဲ့မေမေတွေရဲ့အိမ်အောင်ရေးတာသမီပြုစုဆောင်ရှောက်ရေးအပြင်တကိုးရေးတိုးတက်ရေးတွေအတွက်ကိုပါကိုချင်း session တွေကနေတစ်ဆင့်ကူညီဆွေးနွေးပေးနေတဲ့ parenting နဲ့ relationship coach ကြောက်ပဲဖြစ်ပါတယ်ရှင်